ကောင်မလေးရဲ့ရှာကရုတ်တရက်ရေပွဲတစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဆရာဝန်ကစစ်ဆေးမှုတွေလုပ်ဖို့သူမကိုစမ်းသပ်ခုံပေါ်မှာအမြန်လဲလျောင်းခိုင်းလိုက်ပါတယ်။အဲ့ဒီနောက်ဆရာဝန်ကခရက်ဆက်ကိုတုံးပြီးသူမရဲ့ခန္ဓာကိုယ်ကိုစတင်ဖက်စစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့ပုံရိပ်ပေါ်လာတဲ့အခါမှာတော့သူတို့နှစ်ယောက်လုံးအံ့အားသင့်သွားကြပါတယ်။ဘာလို့လဲဆိုတော့ကောင်မလေးရဲ့ဗိုက်ထဲမှာအသက်ရှင်နေတဲ့ရေပွဲတစ်ကောင်ကိုအထင်ရှားမြင်နေရလို့ပါပဲ။အဲ့ဒီရေပွဲကိုဖယ်ရှားပစ်ဖို့အတွက်ဆရာဝန်ကခွဲစိတ်ကူတာဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကလေးစားသားကိုတုံးပြီးကောင်မလေးရဲ့ဗိုက်ကိုဂယုတစိုက်ခွဲစိတ်လိုက်ပါတယ်။ဒါပေမဲ့ရေပွဲကိုအပြင်ဆွဲမထုတ်နိုင်ခင်မှာပဲအဲ့ဒီပါနက်တဲ့ရေပွဲကနေရာပြောင်းလိုက်ပြီးခန္ဓာကိုယ်အနှက်နက်ရှိုင်းပုံအောင်သွားပါတယ်။တခြားရွေးချယ်စရာမရှိတော့တာကြောင့်သူတို့တွေရေပွဲကိုအပြင်ထွက်လာအောင်တခြားနည်းလမ်းတစ်ခုကိုစဉ်းစားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာကောင်မလေးဟာရေငက်တဲ့တံကိုအလူးလဲခံစားနေရပါတယ်။ဘာလို့လဲဆိုတော့ရေပွဲကသူမခန္ဓာကိုယ်ထဲကရေတက်အားလုံးကိုစုပ်ယူနေလို့ပါရုတ်တရက်ဆိုသလိုဆရာဝန်ကအကြံတစ်ခုရသွားပါတယ်။တကယ်လို့ကောင်မလေးရဲ့ဗိုက်ထဲကရေတက်အားလုံးကိုဖယ်ထုတ်လိုက်ရင်ရေပွဲကအပြင်ကိုအလိုလျောက်ထွက်လာလိမ့်မယ်လို့သူကတွေးလိုက်တာပါ။ဒါကြောင့်သူတို့ဟာမော်ဆီယာမတစ်ယောက်ကိုချက်ချင်းခေါ်ယူလိုက်ကြပါတယ်။မော်ဆီယာမကလည်းဂါထာမန်နတစ်ခုကိုတုံးပြီးကောင်မလေးဗိုက်ထဲကရေတက်အားလုံးကိုဖယ်ရှားပေးလိုက်ပါတယ်။မကြခင်မှာပဲကောင်မလေးဟာနေရထိုင်ရခက်ခဲလာပြီးရေပွဲကိုပုံတပုံထဲကိုအန်ထုတ်လိုက်ပါတော့တယ်